ပေါင်းနီးလင်းပြီးမပူတာကြီးလိုက်တော့ဒီ coin အရင်နားမှာဆွေးပြီးတော့ပြတ်သွားတယ်ပြတ်ထားတယ် coin အရင်နားမှာဆွေးပြီးပြတ်ထားတာပြဿနာတစ်ခုကပါလဲဆိုတော့စကူပါမကြီးစကူနဲ့ coin နဲ့တသားရဖြစ်နေနောက်ပြီးတော့ဒီနေရာအဓိကနေ coin ရဲ့ငုံနေဒီနေရာမှာကအစ်စ်မှာဆိုလို့ရှိရင်စကူနဲ့ဒီအောက်က coin အပေါက်နဲ့ဂျားထဲမှာကျိုးပါမယ်လေတင်းတင်းလေးကြိုက်တာတင်းတင်းလေးစကူဆွဲထားတာဘာဖြစ်လို့လဲဆိုတော့ तू ကလုံးမတရားဆွဲနေရဆိုတော့ဒီနေရာမှာမမိတမိဖြစ်လို့ရှိရင်စတက်ရိုက်ပြီးတော့အဲ့နားခဏခဏလောင်တာပေါ့တရှိမခံခဏခဏလောင်မယ်ပေါ့နော်အဲ့ဒီလိုမဖြစ်ရအောင်လို့ဒီနေရာမှာတက်တဲ့ကျိုးဥပမာဒီကျိုးကဒီနေရာမှာလုံးဝတင်းတင်းကြပ်ကြပ်ခိုင်ခိုင်မြဲမြဲဖြစ်နေရအခုကအဲ့ဒီလိုခိုင်ခိုင်မြဲမြဲဖြစ်ဖို့အတွက်ကစိန်ခေါ်မှုတစ်ခုဖြစ်သွားပြီဘာကြောင့်လဲဆိုတော့စကူဖြုတ်နေရတော့ပုံမှန်အပြင်ဒီပေါင်းကမသုံးနဲ့တော့ဒါပေမဲ့ပေါင်းအစ်တွေလည်းဈေးတွေစမတန်တက်နေရဆိုတော့ fashion အနေနဲ့အစ်ကိုဝယ်ဖို့တော့ခက်ခဲရှိရပေါ့အဆင်မပြေပြအောင်ကြံဖန်ပြီးလုပ်ကြမှာပဲနော်စကူဆွဲပြီးတော့ကြက်တလောက်မခိုင်တော့ပေမဲ့အတက်နိုင်တော့ခိုင်အောင်လုပ်ပြမယ်ဗျဟုတ်ကဲ့ဘလို့လုပ်မလဲဆိုတော့ဒီအပေါ်မှာတန်ကြီးတွေရှိတယ်တန်ကြီးတွေကိုကျွန်တော်ချွတ်မယ်ဘလို့ချွတ်မလဲဆိုပလျာတို့လောင်းနေလို့မယ်ထိလိုက်တာနဲ့ကြွေကြရတယ်ဟုတ်ပလျာတို့လောင်းနေလို့ပဲနည်းနည်းပုတ်လိုက်တာပေါ့ပုတ်လိုက်ပေါ့တကယ်ပြောင်းနေလို့လုပ်လို့ရမှာမဟုတ်ဒါပေမဲ့အပေါ်ရင်မုံမွားပြောင်းတော့ပေါ့နောက်ပြီးတော့ကျိုးတော့မယ်ဒီကျိုးရဘယ်ကကျိုးရလဲဆို3ကို29ကို3ကို36အဲ့ဒီကျိုးတွေကိုခွန်တော်လိုက်လို့ရှိရင်ဒါမျိုးထွက်လာဒါတွေကမကြမကြ300နေရာက300ခုလိုပေါင်းမှလည်း300ဆောင်းလာဟုတ်3ကို29ကို3ကို36စစ်တို့ကျိုးအဟောင်းနေတွေ့လို့ရှိရင်ခွန်တော်ပြီးတော့အဲ့ဒီကျိုးတွေကိုဆောင်းလာတင်းနေလေးချေပြဟုတ်ကဲ့ချီနော်အဲ့လောက်နဲ့မလုံတော့ဘူးထင်းရီတော့ဘာကြောင့်လဲဆိုကြာလိုက်ချောင်းလာလိုက်မချောင်းလို့ခဲပါတူလိုက်ခဲအောက်ကတန်လို့ဆွဲမှာမဟုတ်ဒါပေမဲ့ကိုပတ်ထားတဲ့ကြီးကိုတော့ချောင်းမတော့အောင်လို့ချောင်းတော့ထားဘူးစနေဆွဲတော့တော့မခိုင်သေးရဒါပေမဲ့စကူကလည်းဆွဲလို့မရတယ်ဒါပေမဲ့ဒီလိုလေးလောက်ထားလိုက်ရင်တော်တော်ကြာကြာသုံးခံအောင်ပါဆမ်းရလေလိန်ထားနေရောခဲတူလိုက်ပေါင်းဦးကပူလာလို့ရှိရင်ဒီခဲတွေအရင်မပြောဘူးလားဆိုတော့ပျော်မှာပဲနေပါနော်ဟုတ်ရေပျော်သွားမယ်အေးဝါရင်သူကပြန်ကြိုက်သွားမှာပဲဒီကသူ့ကိုခိုင်နေတယ်နော်တလောက်ဆိုရင်တော်တော်လေးခိုင်သွားအဲ့ဒီနီနဲ့လက်ပူတိုက်လို့ရပါတယ်မြန်မာလိုကြီးလက်ပူတိုက်လို့ဆက်ဆောင်ရမုံလေးကိုခါချ
ပူလာတယ် ဟုတ်ကဲ့ ကောင်းပါ